ခုချိန်ကြီးတန်ရောစင်မဖြတ်နိုင်ဘူးအလကားနဲ့မျက်ရည်လေးဆန်းဆန်းနဲ့ဘယ်ဖြတ်နိုင်မှာမလဲဟဲ့ငါမှချစ်စရာဆိုလို့ဒီမီးလေးတွေပဲရှိတာမီးကြီးကလည်းဘယ်များရောက်နေလဲမသိဘူးအငယ်လေးကလည်းခါရိတ်ကြောင်းပိတ်ရင်ပြန်လာနေကြခုပြန်မလာသေးဘူးဟဲ့နေများမကောင်းလို့လားမသိဘူးငါဘဝမကြပါဘူးလေမမလည်းတားတူဘာမှမဖြစ်လို့ပေါ့ဖြစ်ရင်အဝင်းတော့ကနေမလားဖုံးဆက်မှာပေါ့ပဲဒါလေးဟုတ်တာပဲမမဆိုင်ကယ်သာကြားတယ်ဟာလေဟဲ့တားတူလေဝင်းသားလေးဘာလို့နေကောင်းကြရနော်ကောင်းပါလေတားအကြောင်းပြောနေကြတာစောစောကလေးမင်းဖွားကြီးရဆိုမင်းမလာဘူးဆိုငိုးနေတာဘွားချော့ရသေးတယ်တော့ဘွားကြီးဘာလို့ငိုနေရလဲတားခုရောက်လာပြီလေဘွားလေတားပြန်လာနေကြတယ်တားပြန်လာမှာပေါ့ဘွားရဲ့တားကြောင်းမောင်းတော့ဘောလုံးပြန်ခွင့်အတင်းတားဝင်ကစားနေရလေတားတို့တဲ့ဘူးဆွဲတော့တယ်ဘွားရဲ့အဲ့ဒီအနိုင်ကိုကငါမြည်တန်သွတ်လိုက်တာမဟုတ်လားပြောဘွားဘယ်လိုသိလဲဟိုတရားမှာပေါ့နော်စုံမီးတွေပဲဒီကူကငါမီးဘက်ကတွေ့ရဖြစ်ပါမဟုတ်ဘူးလားဟဲ့ဟုတ်ပါပြီမမရဲ့မမတို့မြေဖွားအလွန်တယ်တာတော့ဟုတ်ပါပြီကလေးကပင်မလာတာအနားယူပါစေဦးကဲတာကြိုက်တတ်တဲ့ဟင်းတွေကိုဖွားလေးကချက်ထားတယ်အစားတောက်တွေအားလုံးလုပ်ထားတွားစားကြည့်တော့တာဖိုက်စားနေတော့တွားစားလိုက်ပါနော်အေးငါမီးသားတို့ပိတ်သွားတာလေဟောမမလေအားကစားမမမို့ကိုရစ်စစ်သွားဖြစ်မှာပေါ့ဘာထူတီးလို့ဒီငါကြီးကြောက်စင်တိုက်ကြီးရလိုက်တာဘယ်စီများရောက်နေကြပါလိမ့်ဘာဒီများလုတ်ကိန်းစားတောင်းနေကြပါလိမ့်အစင်မပြေးရလားလေခုဆိုရင်သူတို့မိသားစုခွဲသွားတာကိုကြီးကြုံလို့ဆယ်နှစ်တောင်လောက်တော့ပြီတွေ့ကြလိုက်တာနော်တားတူကလည်းသူ့ကိုကြီးကိုသိချစ်တာသူ့ကိုကြီးကြော်စင်လိုက်တယ်သူ့အမေအဖေကမွေးတယ်လို့ထင်နေတာမမရဲ့မွေးစားသားဆိုတာတားတူကလုံးဝသိ
ဘွားတို့စောစောတော့ပြောနေတာကိုကမွေးစားတာဟုတ်လားဘဘပြောပါဘဘကိုကမွေးစားတာဆိုတကယ်ပဲလားပြောပါဘဘ အေးမင်းမသိသေးတဲ့ခိုင်ဒီတိုက်လူသားစုကြောင့်ဘဘမင်းကိုပြောပြဖို့အချိန်ရောက်ပြီကွယ်ဒီလိုကွယ်ဘဘသားမင်းဖေဖေဥခန့်တိုက်နေမိမိဒေါ်ခင်မင်းနဲ့လက်ထပ်ပြီးတော့9နှစ်ကြာတဲ့အထိတာသမီးကမထုံးကားခဲ့ဘူးကွယ်အဲ့ဒါကြောင့်မို့လို့မင်းဖေဖေကသူ့တငယ်ချင်းရဲ့သားလေးခုနနာသားလေးကိုအမွေစားအမွေခံဖြစ်တောင်းယူမိုးစားခဲ့တာပေါ့အဲ့ဒီအချိန်ကစပြီးခိုင်ရီတိုက်အိမ်တော်စုတစ်ခုလုံးချမ်းမြေ့ပျော်ရွှင်ကြည်နူးလိုက်ကြတာမပြောပါနဲ့တော့အေးကိုနေလဲကြာရောမိမိမေရလေမင်းကိုထူးထူးခြားခြားကိုမွေးခဲ့တာအဲ့ဒါကြောင့်မို့ငါမီးကို80နိုးနဲ့သားထူးလို့ခေါ်ကြတာပေါ့ကွယ်အချိန်ပြန်ရောက်လာပြီနော်။ ကောင်းပြီ။ဒီနေ့ရောင်းနေတာပါလေ